အားလုံးပဲမင်္ဂလာပါဒီနေ့နာဂါဇာခီမှာရှိတဲ့ဖျားเจ้าဆယ်ခုကိုဒီတစိမ့်တုံးလေးတွေလိုက်ထုလို့ပဲဖြစ်ပါတယ်တငယ်ချင်းတွေနဲ့အတူနှစ်တိုင်းလုပ်ဖြစ်တယ်ပေါ့နော်ဒီနှစ်လည်းမိနစ်ကလိုပဲတငယ်ချင်းတွေနဲ့အတူလိုက်ပြီးတော့မှတစိမ့်တုံးလေးတွေလိုက်ထုမှာပဲဖြစ်ပါတယ်ဒါကကြတော့သွားရမယ်ဖျားเจ้าတွေပေါ့နော်ဖျားเจ้าလေးတွေကိုဘယ်လိုသွားမလဲဘယ်နေရာမှာရှိလဲဆိုတာတော့ဒီမှာမြေပုံလေးပါပါတယ်ဒါကတော့တစိမ့်တုံးထူရမယ်နေရာတွေပဲဖြစ်ပါတယ်ဒီလိုမျိုးဆယ်ခုပြည့်သွားတယ်ဆိုရင်တော့ရန်900နဲ့လဲရမှာပဲဖြစ်ပါတယ်အားလုံးပဲလိုက်ကြည့်ပေးပါဦးနော်တော့ဒီရောင်းလေးဖြစ်ပါတယ်ဒါဆယ်ခုပေါ့နော်စမ်းဆယ်ခုထိုးရမှာပဲဖြစ်ပါတယ်Pagoda and this is temple.ဒီလိုမျိုးလေကားလေးတွေတော့တက်ရတာလေးရရှိတာပေါ့နော်ဒီစာရွက်လေးတွေကကြတော့လေဆရာကျောင်းမှာပြီးယူလို့ရပါတယ်နော်ဒီတော့ထွားတာဖြစ်ပါတယ်later. The water. Really? ကျွန်တော်တို့ကအခုကားကိုဟိုမှာရက်ခဲ့တာပဲဖြစ်ပါတယ်ကားပါကင်ကနေ VTT ကိုလမ်းလျှောက်လာတာပဲဖြစ်ပါတယ်ဒါပေမဲ့အခုလို view လေးကိုမြင်လိုက်ရတဲ့ချိန်မှာတော့အရင်ထဲမှာအရန်ကုန်မော်ရီဖြစ်သွားပါတယ်စာရွက်လေးတွေချက်ထားပေးပါတယ်ဒါကတော့ free ယူလို့ရပါတယ်ရနေပြီးယူပြီးတော့မှဒီ stand လေးထုတ်လို့ရတယ်
ရန်လာတဲ့ရှုကင်းလေးပဲဖြစ်ပါတယ်ဆိုရင်တစိမ့်တုံးနဲ့အကုန်လုံးထုပြီးပဲဖြစ်ပါတယ်။ရန်900နဲ့လိမ့်လို့ရပါပြီ။အချိန်ကတော့ကတ်နှစ်ချက်လေးရှိပါတယ်နော်။အခုဆိုရင်ဒီတစိမ့်တွေအကုန်လုံးပေါ့နော်10ခုလုံးတုံးထုပြီးသားတွေပဲဖြစ်ပါတယ်။အဲဆိုရင်တော့ဒီ temple မှာဒီမှာ10ခုပြည့်ချောင်းသူတို့ကတုံးထုပေးပါတယ်။ပြီးရင်ရန်900နဲ့ပုံမမူရီတွေကိုလဲလို့ရပါတယ်နော်။ဒီပြောမယ်ဆိုရင်တော့ဒါလေးကအဆောင်ပေါ့နော်။ကန်ကောင်းစေတဲ့အဆောင်လေးပဲဖြစ်ပါတယ်။ကျွန်တော်ဝတ်ထားတာလေလိမ္မော်ရောင်လေးဖြစ်နေရပေါ့နော်။ဒီနှစ်အတွက်အရောင်လေးကလည်းလိမ္မော်ရောင်ပဲဖြစ်ပါတယ်။ကန်ကောင်းခြင်းတွေအများကြီးရောက်ရှိလာပါစေလို့ဆုတောင်းပါတယ်။အားလုံးပဲအငြိကင်းလို့ပေးရှင်းကြပါစေ။